ဒါစီမိုစီတွားနေတော့မှအော်တာကြီးကကာရီနဲ့တွေ့ခဲ့ပြီးစကားပြောခဲ့ရတာကိုမေုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။အားကြောင့်ဒီခွင့်ယူကိုဘယ်လိုနည်းမဆိုတုံးချရမယ်လို့ပြောခဲ့ပြီးလက်ဖြတ်ကူးနေတော့မှသူ့နောက်ကနေလူတယောက်ရောက်လာတာနဲ့အရှိန်ဟုန်နဲ့လာနေတဲ့ကားကိုရုတ်တရက်တွန်းချလိုက်တာကိုတွေ့လိုက်ရပါတယ်။အော်တာကြီးကတိုင်းမီလုံးလိုဖြစ်နေတော့အချိန်မှာခလေးဘောကလိုအချိန်ကြီးရက်တက်လာတဲ့မြင်ကိုထပ်ဖြစ်ခဲ့ပါတယ်။ကာမတိုက်ကြီးမှာသူ့ကိုကယ်နေတဲ့လူတယောက်ကိုတွေ့လိုက်ရပြီးအဲ့ဒီသူကသူ့ကိုရင်ရခဲ့တဲ့ကောင်လေးနဲ့တော်တော်ဆင်သူနေပါတယ်။သူ့ကိုကြည့်ပြီးအိုလီဗာဆိုတဲ့စကလုံးတစ်လုံးနဲ့ကိုပြောခဲ့ပါတယ်။အော်တာကြီးကဒီစကလုံးကဘာတိတ်ပဲလဲဆိုတာနားမလည်ပဲအောင့်နေခဲ့ပါတယ်။ကောင်လေးမထွက်သွားခင်မှာကိုကိုယူဆိုင်ပါကျွန်တော်အမြဲတမ်းကင်နေတာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အိုတာကြီးကသူ့ဘသူလဲငါသူ့ကိုတင်းနေလိုပဲလို့ပြောလိုက်တဲ့နဲ့အတူအဲ့ဒီအချိန်မှာပဲအချိန်ကြီးပုံမှန်ပြန်ဖြစ်သွားပြီ။အိုတာကြီးကဘာဖြစ်သွားမှမမှတ်မိတော့ပဲဒီဖြစ်ကသူ့မညံ့နေကနေဖြက်စီခံလိုက်ရတယ်လို့ဖြစ်သွားပါတယ်။အဲ့ဒီလူစင်ကသူ့မောက်ဆက်ပြီးစောက်ကြည့်နေတာကိုတွေ့ရပါမယ်။သူဘာလို့ကျင်လဲဆိုတာမသိရသေးပဲဖြစ်နေပါတယ်။ဒါပေမဲ့သူကိုယ်တိုင်လည်းကောင်းကင်ဘုံကနေပြန်တန်းပြီးစောက်ကြည့်နေတဲ့တခြားတစ်ယောက်ရဲ့စောက်ကြည့်ခြင်းကိုခံရရဲဆိုတာသူမသိခဲ့ပါဘူး။အဲ့ဒီနောက်အိုတာကြီးကတက္ကသိုလ်ကိုရောက်သွားပြီးပုံသွားရှာခဲ့ပါတယ်။သူကသူ့တင်နိုင်လှုပ်လာတာအနှစ်80ရှိပြီဖြစ်လို့အသက်ကြီးရဲ့ဆရာဝန်တယောက်ဖြစ်လိုက်မယ်လို့အိုတာကြီးကထင်ခဲ့ရမယ်။သူမှမခောက်ခင်မှာတကားပွင့်မိတဲ့လူငယ်လေးတယောက်ကိုတွေ့လိုက်ရတော့သူမထင်ထားတဲ့အတိုင်းလုံးဝကိုကွာခြားနေခဲ့ပါတယ်။အိုတာကြီးကသူ့ကိုရှင်ငယ်ငယ်လေးဖြစ်နေတာကျမလုံးဝမထင်ထားဘူးလို့ပြောပြီးသူ့ကိုယ်သူနဲ့သူ့ကိုယ်မူအကြောင်းကိုမိတ်ဆက်ပေးခဲ့ပါတယ်။သူကသူ့ကိုဒီဖျဲဒီအကြောင်းနဲ့ယူပါပညာရှင်တယောက်အနေနဲ့သူ့အမြင်ကိုမေးခဲ့ပါတယ်။စီပွန်ကဒီကိစ္စရဲ့ဘယ်လိုဖြစ်လဲဆိုတာကို theory တွေကျွန်တော်ရှင်းပြနိုင်ပါတယ်လို့ပြောတော့အိုတာကြီးကသူ့ပေးတဲ့အချက်လက်တွေကအရန်ခက်ခဲ့ပေမဲ့သူ့လွယ်တကူနားလည်အောင်ရှင်းပြနိုင်တာကိုအောင့်သွားခဲ့ပါတယ်။အိုတာကြီးကသူ့မစုတွေရေးပြီးရဲ့နောက်ရှစ်ကြောက်အစီအစဉ်ရဲ့တခုတည်းသောအပိုင်းမှာပေါအောင်ပေးလို့ရမလားလို့မေးရောစီမွန်ကပြဿနာမရှိပါဘူးကျွန်တော်လည်းကြီးဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူကစာသားရင်းနဲ့ပြသပုံမှာလက်ရကိုပို့ပြီးထည့်ပေးဖို့အကြံပေးခဲ့ပါတယ်။အဲ့ဒါကသူကအိုတာကြီးရဲ့လက်ရကိုလုံးဝမခံစားရဘူးလို့ပြောလိုက်ပါတယ်။သူကနင်းပုံစံနဲ့လုပ်ရင်ဒီအစီအစဉ်အောင်မြင်နိုင်မယ်လို့ယုံကြည်ရကြောင်းအိုတာကြီးကသူ့ကျေးဇူးတင်ပြီးပိုင်းအတွက်ရက်သက်မှတ်ပြီးရင်ဖုံးဆက်မယ်လို့ပြောလိုက်ပါတယ်။မထွက်တော့ခင်မှာဘိုးလေးဆိုတာဘာလဲဆိုတာမေးခဲ့ပါတယ်။အိုတာကြီးကဘယ်ကနေကြားခဲ့လဲဆိုတာတိကျမသိပဲဒီဖျဲတွေကိုရှာဖွေရင်ကြားမိတာပါလို့ပြောလိုက်ပါတယ်။စီမွန်ကမျိုးဗီဇပညာရှင်ကြားထဲမှာဒီစုလုံးတွေပြောနေတဲ့ကောလာဟာရတွေရှိတယ်။သူတို့ကပုံမှန်လူသားတွေနဲ့ကွဲပြားတဲ့စွမ်းရည်တွေရှိတယ်။အလုံးဖွံ့ဖြိုးပြီးသားလူသားတွေလို့အဓိပ္ပာယ်ရပါတယ်။ဒါမှတခြားစကားလုံးနဲ့ပြောရရင်တော့သူတို့မှာစူပါပါဝါတွေရှိရပေါ်လို့ပြောပြခဲ့ပါတယ်။နောက်ပြီးဒီမျိုးကအီဘော်တွေကြီးပဲဖြစ်ခဲ့ဘူးပဲမဲ့တခုတော့ဖြစ်ခဲ့ပြီးသူတို့အားလုံးပျက်စီးသွားတယ်လို့တခြားကောလာဟာလာတစ်ခုလည်းရှိရလို့ပြောပြခဲ့ပါတယ်။သူကနင်ဒီကိစ္စတွေကိုစိတ်ဝင်စားတာရှင်းပါတယ်လို့ပြောတော့အိုတာကြီးကအစီအစဉ်ကြောင်းရဲ့တခြားဖြစ်ရတဲ့ကြောင်းရဲ့ထူးခြားတဲ့ဖြစ်ရတွေကိုကျမအမြဲတမ်းစိတ်ဝင်စားတယ်လို့ပြောလိုက်ပါတယ်။စီမွန်ကစွမ်းရည်ကဖြစ်လာမဲ့အရာတွေကနေလူသားတွေကိုကယ်တင်ဖို့ဖြစ်နိုင်တယ်လို့ပြောခဲ့ပြီးအိုတာကြီးကိုသူ့တင်နာကိုဆက်လုပ်ဖို့တောင်းဆိုခဲ့ပြီးသူတခုရှာတွေ့မှတေချာတယ်လို့ပြောခဲ့ပါတယ်။အိုတာကြီးကဒီကိစ္စကိုစဉ်းစားရင်သူ့ဖေစုံတဲ့ဖြစ်ရတွေနဲ့ဤဝကိစ္စကဆက်ဆက်မှုရှိမလားလို့တွေးနေခဲ့ပါတယ်။ဒီချိန်မှာကောင်လေးတယောက်ကသူမစီရောက်လာပြီးနင်ကဒီနေ့လူတွေနဲ့အင်တာဗျူးလုပ်နေတဲ့သတင်းတောက်မှတ်လာလို့မေးခဲ့ပါတယ်။အိုတာကြီးကမဟုတ်ပါဘူးကျမက CCTV ခုကိုတင်ဆက်တာပါလို့ပြောတော့ကောင်လေးကကျွန်တော်သိပါတယ်ပြောစရာရေးကြီးတာတခုရှိတယ်လို့ပြောပြခဲ့ပါတယ်။သူစက်မပြောခင်မှာပဲသူ့နောက်လိုင်းနေတဲ့လူတယောက်ကိုတွေ့လိုက်ရပြီးတီရီရန်တိုက်ခတ်လာပြီးကောင်လေးကစတူးဆန်နဲ့စွမ်းအားကိုအသုံးပြုပြီးအိုတာကြီးနဲ့အတူအဲ့ဒီနေရာကနေချက်ချင်းပြောက်ခွေထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မှာစောက်ကြီးနေတဲ့လူငယ်လေးကဖြစ်ခဲ့တာအားလုံးကိုအကြောင်းကြားခဲ့ပြီးကျွန်တော်သူ့နောက်ကိုစလိုက်နေပါလို့ပြောလိုက်ပါတယ်